န့်ကျင်ပဲလမ်းလျှောက်သာသွားကြပြီမနှင်းလီရဲ့ချိန်မလွန်ခင်မှာဒီလိုချစ်မျိုးအဖြစ်ဆိုမှန်းသိခဲ့ရင်စချိန်ကလေးကအချစ်တွေမပြေဘူးပြည်လည်နိုင်အောင်ကိုကြိုးစားခဲ့ပြီးမှစန့်ကျင်ပဲလမ်းလျှောက်သာသွားကြပြီမနှင်းလီရဲ့ချိန်မလွန်ခင်မှာဒီလိုချစ်မျိုးအဖြစ်ဆိုမှသိခဲ့ရင်စချိန်ကလေးကချစ်တွေမပြေဘူးမနှင်းလီရဲ့ကျွန်ချစ်တဲ့ပါဆူရှိမှတီတော်လဲလုံးမိမိမှကူမပဲတည်ရဲ့ကွယ်ဒီမိရဲ့လို့တွေ့